စင်တမ်းမတူတဲ့လူနှစ်ယောက်ကားတစ်စီးနဲ့ရပ်ပေါင်း60လောက်ခရီးအတူတူသွားရမယ်ဆိုရင်အဲ့ဒီလူနှစ်ယောက်ရဲ့ဆက်ဆံရေးဟာဘာဖြစ်သွားမယ်လို့ခင်ဗျာထင်လဲ Welcome back The Scene Channel ကနေပြန်လည်ကြိုဆိုပါရစေဗျ2018ခုနှစ်ရဲ့ Oscar ပေးပွဲမှာအကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆု Oscar ရထားတဲ့ Green Book ဆိုတဲ့ရုပ်ရှင်ကြောင်းပြောရအောင်on my blanket. Ooh, ain't no good breeze on my blanket. You fight. You only win when you maintain your dignity. Now you're a speaker. You with the big guy doing concert for rich people. So if I'm not black enough, if I'm not white enough, you can tell me something, what am I? ဒီရုပ်ရှင်က1962ခုနှစ်ကဖြစ်ခဲ့တဲ့တကယ်အဖြစ်အပျက်တစ်ခုကိုအခြေခံထားပြီးရိုက်ထားတဲ့ရုပ်ရှင်တစ်ခုပါ1962ခုနှစ်အချိန်ကာလများစီက American တောင်ပိုင်းမှာလူဖြူလူမဲခွဲခြားမှုတွေပြင်းထန်နေတဲ့အချိန်မှာဒီဇတ်လမ်းမှာတွေ့ရမယ့်စန့်ကျင်ဘက်အစွန်းနှစ်ဖက်ကလူနှစ်ယောက်ရဲ့ရက်60ခီးရှည်ကြီးတစ်ခုကိုအတူတူသွားကြရင်မမျော်လင့်ထားတဲ့အဖြစ်အပျက်တွေကိုရိုက်ပြထားတဲ့ရုပ်ရှင်တစ်ခုပါ Okay ကျွန်တော်တို့ Green Book ကိုအတူတူလေ့လာကြည့်အောင်ဗျဒီဇတ်လမ်းရဲ့အဓိကဇာတ်ကောင်နှစ်ယောက်ပထမတူက Tony Lip Italian American တယောက်သူက night club မှာ security အလုပ်လုပ်တယ်ထိုးချိတ်ဖို့လက်ရင်ပြီးအနေထိုင်ကြမ်းတမ်းတယ်ရုပ်ရှင်နဲ့အတွေ့အမြင်တွေနဲ့လက်တွေ့ဆံမှုတွေရှိတယ်အောက်ခြေလွှာမှာတော့လူရည်လဲတယ်ဆိုတော့ပညာတတ်လူဒန်းစားတော့မဟုတ်ပါဘူးသူမိမသားနှစ်ယောက်နဲ့အတူတနေ့တာအတွက်စားစရာရှိရင်ဂျေနဲ့ရောက်ရင်းနေတဲ့လူမျိုးပါသူအလုပ်လုပ်တဲ့ night club ခိတ္တပိတ်ထားချိန်မှာအလုပ်သစ်ရှာနေတဲ့အချိန် Don Shelley ဆိုတဲ့လူမဲဆန်းရပညာရှင်တူဦးစီမှာ2လကြာခီးရှည်ကောင်းမောင်းပေးဖို့အလုပ်ပေါ်လာတယ်ဒီဇလန်ရဲ့နောက်ထပ်ဇာတ်ကောင်တစ်ယောက် Don Shelley ဆိုတဲ့ဆန်းရပညာရှင်နာမည်ရှိတဲ့ professional pianist လို့ပြောရမယ်ဗျလူမဲဖြစ်နေပေမဲ့အမှုကျင့်ခံယူချက်နဲ့အရည်သွေးတွေက1962ခုနှစ်ဝန်းကျင်မှာအများဆုံးတွေ့ရတဲ့ general လူမဲတွေနဲ့တော့ဆန့်ကျင်ပါပညာတတ်တဲ့အမှုပညာနဲ့ဒေါက်တာဘွဲရထားတဲ့ professional စံတရားတီးတဲ့ပညာရှင်တယောက်အမှုကျင့်အရည်သွေးတွေကအဲ့ဒီခေတ်လူဖြူ high class တွေရဲ့ပုံစံအတိုင်းနေထိုင်နေလူပါစီကံရှိတယ်ယဉ်ကျေးတယ်ဒါပေမဲ့သူဟာလူမဲအတိုင်းဝိုင်းမှာရောလူဖြူအတိုင်းဝိုင်းမှာပါရောထွေးနေလေမရှိပဲတယောက်တည်းတီးတန့်အထီးကျန်စွာနေထိုင်နေဒေါက်တာဒွန်ရှယ်လီဟာသူ့ရဲ့2လတာကြာမဲ့စနေရဖြော်ပြပွဲအတွက် driver နဲ့ security လုပ်ပေးဖို့ဒိုနီကိုငှားတယ်အလုပ်လုပ်နေတဲ့တိုနီတယောက်ဒေါက်တာဒွန်ရှယ်လီနဲ့အပေးယူတွေညှိနှိုင်းပြီး driver အလုပ်ကိုလက်ခံလိုက်တယ်ဒေါက်တာဒွန်ကတိုနီအပေါ်အလုပ်ရှင်နဲ့အလုပ်သမားပုံစံအတိုင်းဆက်ဆံဖို့ကြိုးစားပေမဲ့တိုနီကတော့သူ့ရဲ့ခက်ကြမ်းကြမ်းဇယိုက်ဆန်တဲ့အပြုအမူတွေကိုမပြင်ပေးပါဘူးတိတ်လည်းဂီယူမဆိုင်ပဲသူ့ပုံစံအတိုင်းပဲသူသွားနေတော့ဒေါက်တာဒွန်နဲ့တိုနီပထမပိုင်းရက်တွေမှာတိတ်အဆင်ပြေလာတယ်တော့မဟုတ်ပါဘူးအကျဉ်းစရိုက်စန့်ကျင်ဘက်ဖြစ်နေတဲ့လူနှစ်ယောက်ကားတစ်စီးပေါ်မှာ2ယောက်အတူခီးသွားရတာဟာမလွယ်ကူလာပါဘူး2ယောက်စလုံးကလည်းသူတို့ကိုယ်ပိုင်ရှင်းစွဲမန်တွေကိုမချနိုင်တဲ့အခြေအနေနဲ့ဒီခီးအောင်မြင်ပါမလားကျွန်တော်တို့စက်ကြည့်အောင်ဗျဒီမှာပြောစရာရှိတာကဒိုနီပေါ်ဒေါက်တာဂျွန်မြင်တာကသူကအလုပ်ရှင်သူပြောတဲ့အတိုင်းလို့ပြန်မပြောနဲ့သူစီကံဘောင်ထဲမှာပဲနေစေချင်ပေမဲ့ဒိုနီကအဲ့ဒီလိုမတွေးပါဘူးဒေါက်တာဂျွန်ကလူမဲဖြစ်နေတာကြောင့်လည်းပါနိုင်ပါတယ်သူစိတ်ထဲရှိတဲ့အတိုင်းဝင်ရှင်းရှင်းပြုမှုနေထိုင်တယ်အစားအစာတွေကိုစီကံတကျမစားတတ်ဘူးအမိုက်တွေကိုပစ္စလက်ခတ်လွှတ်ပစ်တယ်လူယုံကြည်တာကအဲ့ဒီရင်ကျေးပြီးအဆင့်မြင့်ပါတယ်ဆိုတဲ့အပြုအမူတွေဟာအပေါ်ရန်တွေဆိုပြီးလိုက်မလုပ်ပါဘူးဒိုနီတယောက်ဒေါက်တာဂျုံကိုသူ့လို့ရှင်ဆိုပေမဲ့သူနဲ့ဒန်တူ level 2လို့စကားပြောပြီးဆက်ဆံတာပါဒါတွေကိုဒေါက်တာဂျုံမကြိုက်ပေမဲ့ဒီခံနေတာဟာဒိုနီအီချင်းနဲ့သူ့အတွက်ဒိုနီယူထားတဲ့တာဝန်ကြောင့်ပါအဲ့ဒါကခီးစဉ်တစ်လျှောက်ဒိုနီဒေါက်တာဂျုံကိုစောင့်ရှောက်ရမှာမဟုတ်ပါဒီခီးကတာမန်လုံးမပေါ့ပါဘူးဒေါက်တာဂျုံသွားရမယ့်ခီးစဉ်တစ်လျှောက်လုံးမှာဒိုနီက green book လို့ခေါ်တဲ့လူမဲတွေအတွက်ဒီတက်ဒါမြင့်ကတ်သက်ချက်တွေလမ်းညွှန်ထားတဲ့စာအုပ်ပါအတိုင်းစီစဉ်ပေးရမယ့်သူဖြစ်နေလို့ပါ1960ဝန်းကျင်က American တောင်ပိုင်းမှာလူဖြူလူမဲခွဲခြားမှုဟာကျင်းထန်နေစေဖြစ်တဲ့အတွက်လူမဲတွေအတွက်ကတ်သက်ထားတဲ့အရာတွေအများကြီးရှိနေပါသေးတယ်ဒီနေရာကိုလူမဲတွေမလာရဘူးဒီဆိုင်ကိုလူမဲတွေဝင်စားခွင့်မရှိဘူးဒီအဝတ်ထည်ကိုလူမဲတွေဝယ်ခွင့်မရှိဘူးရောင်းလဲမရောင်းဘူးစတာတွေနဲ့အစင်တန်းခွဲခြားထားစေပါဘိုဆိုးတာကအိမ်သားရီချိုးခန်းတွေကအစလူဖြူတွေသုံးတဲ့နေရာကိုသုံးခွင့်မရှိတာပါလူမဲတွေဟာလူဖြူတွေထက်နှိမ့်ကြတယ်လို့ခံယူထားကြတဲ့အချိန်မှာဗျဒီဇယ်လန်မှာတာမန်ဖြေရိုးဖြစ်စဉ်မြင်နေကြမဟုတ်တဲ့အရာကအလုတ်ရှင်ကလူမဲဖြစ်ပြီးအလုတ်သမားက
လူဖြူဖြစ်နေတာပါဒီဇလန်ရဲ့အလှည့်ပြောင်းမှာခီးစဉ်ပထမပိုင်းမှာသူတို့နှစ်ယောက်တယောက်နဲ့တယောက်အဆင်မပြေကြပေမဲ့ဒေါက်တာဒွန်ရဲ့စန္ဒယာတိခတ်ခြင်းအမှုပညာကိုမြင်ရချိန်မှာတော့ဒိုနီရဲ့အမြင်တွေစတင်ပြောင်းလဲလာပါပြီအထက်တန်းအလွှာကလူဖြူတွေကဒေါက်တာဒွန်ကိုအရေးတူဆက်ဆံကြတာမြင်တော့သူဟာလိမ့်ကျတဲ့လူတစ်ယောက်မဟုတ်ဘူးအမှုပညာမှာပါရမီရှင်တယောက်ဆိုတာကိုလက်ခံလာတယ်ဒေါက်တာဒွန်ရဲ့အမှုပညာနဲ့အတူဒေါက်တာဒွန်ကိုအနှဲငယ်လေးစားမှုတွေရှိလာတယ်ခီးစဉ်တစ်လျှောက်လုံးရက်ကြလာတဲ့အခါဒိုနီဖက်ကဒေါက်တာဒွန်လိုချင်တဲ့စီကန်းတွေကိုတဖြည်းဖြည်းလိုက်နာခဲ့တယ်လို့ဒိုနီဖက်ကကမ်းလှမ်းလာတဲ့အရာတွေကိုလည်းဒေါက်တာဒွန်ဖက်ကလိုက်ရောပေးလိုက်တာတွေလည်းရှိပါတယ်ဥပမာကြက်ကြော်ကိုလက်နဲ့စားခိုင်းတာကိုအင်မတန်စီစားကြောင်ပြီးစီကန်းပေါင်တွင်းမှာပဲနေတဲ့ဒေါက်တာဒွန်ဒိုနီအလိုကျကြက်ကြော်ကိုလက်နဲ့ကင်စားပြပြီးအမိုက်တွေကိုလမ်းဘေးလွတ်ပစ်ကြတဲ့ဇောင်းဝင်ခံဟာသူတို့နှစ်ဦးတဖြည်းဖြည်းနဲ့ရင်းနှီးမှုတွေကိုပြတဲ့ဇောင်းဝင်ခံတွေပါဒိုနီကခီးစဉ်တစ်လျှောက်လုံးရောက်တဲ့မြို့တိုင်းကနေသူမိန်းမစီစာရေးတယ်တကယ်တမ်းစာရေးတဲ့အခါခြေခံလောက်ပဲတက်တဲ့ဒိုနီအတွက်ခက်ခဲပါတယ်ရိုးရိုးရှင်းရှင်းကြီးပဲရေးနေတဲ့စာတွေကနေဖွင့်လွှဲပြီးခံစားရစေမဲ့အလွမ်းစာတွေရေးတတ်ဖို့ဒိုနီကိုဒေါက်တာဂျွန်ကကူညီတယ်ဖွင့်လွှဲပြီးခံစားရစေမဲ့အလွမ်းစာတွေဟာဒိုနီမိန်းမအတွက်တော့ခံစားမှုတွေပိုစေပြီးသူတို့အိမ်ထောင်ရေးကိုပိုပြီးရဲညံစေတာပါဒီမှာကျွန်တော်တို့ဘာလေးလာရမလဲဆိုတော့လူတစ်ယောက်နဲ့တစ်ယောက်ဆက်ဆံရေးအထူးသဖြင့် inner cycle ကဆက်ဆံရေးတွေမှာကျွန်တော်တို့တွေဟာဝင်ဝင်လင်းလင်းပြက်ပြက်သားသားတွေတချို့နေရာတွေမှာပြောလို့မရပါဘူးကျွန်တော်တို့ရဲ့ inner relationship တွေကိုပို့ပြီးတော့တိုးတက်ချင်တယ်ဆိုရင်ခံစားချက်တွေကိုချင်ပေါ်စေတဲ့စကားလုံးတွေနဲ့တူးကိုတူးဆက်ဆံနိုင်ရင်ကျွန်တော်တို့ရဲ့ relationship တွေကပိုပြီးတိုးတက်လာမှာပါဒါတွေကိုဒီဇက်ဝင်ခန်းကနေပြသွားတာပါဒေါက်တာဒွန်ကိုတူနီကူညီရတာတွေလည်းရှိပါတယ်ခီးစဉ်တစ်လျှောက်လုံးမှာဒေါက်တာဒွန်ရဲ့အမှုအကျင့်တစ်ခုကတယောက်တည်းအပြင်သွားပြီးအရက်တောက်လေးရှိတယ်ဒီခီးစဉ်ရဲ့ကန်တက်ကီမြို့ခီးစဉ်မှာဖြောပြေပွဲအပြီးဘားတစ်ခုမှာဒေါက်တာဒွန်ကိုလူဖြူတစုဝိုင်းဝန်းရိုက်နှက်တာကိုခံရချိန်မှာဒိုနီကူညီခဲ့ရတာတွေဒေါက်တာဒွန်လူဖြူတဦးနဲ့လိန်တူပတ်သက်မှုကြောင့်အဖမ်းခံရလို့နှီးပါဖြစ်နေတဲ့အချိန်ဒိုနီရောက်လာပြီးရဲတွေကိုလက်ထိုးကူညီခဲ့တာတွေရှိနေပြန်တယ်။နောက်ခီးစဉ်တစ်ခုရဲ့ Mrs. P ပြည်နယ်မှာရဲရရှိတဦးကသူတို့ကားကိုတားပြီးဒိုနီကိုစော်ကားတဲ့စကားတွေပြောတာကြောင့်ဒိုနီထိုးချိတ်တော့နှစ်ယောက်စလုံးအချုပ်ခန်းထဲရောက်သွားတာတွေရှိပြန်တယ်။သူတို့ရဲ့ခီးစဉ်ပြတ်သွားမှဆိုတာကြောင့်ဒေါက်တာဒွန်တယောက်ရှင်းနေချုပ် Robert F. Kennedy ကိုဖုန်းဆက်အကူအညီတောင်းပြီးအချုပ်ကလွတ်လာခဲ့ရတာတွေလည်းရှိပြန်တယ်။ဒိုနီရဲ့စိတ်လိုက်မှန်ပါဒေါသကြီးမှုတွေကိုဒေါက်တာဂျွန်ဝေဖန်ပြစ်တင်ပြောဆိုရာကနေဒိုနီဖက်ကလည်းပြန်လည်ခြေပပြောဆိုမှုတွေကြောင့်လူမျိုးရေးကိစ္စတွေနဲ့ပတ်သက်ပြီးအငင်းပွားမှုတွေဖြစ်ခဲ့ကြတယ်။ဂျွန်ရဲ့ပောက်ကွဲမှုတွေစတင်တော့တာပါ။တကယ်တော့ဂျွန်ဟာသူ့ရဲ့လူဖြူ high class ဆန်တဲ့အပြုအမူတွေကြောင့်လူမဲအတိုင်းဝိုင်းကလည်းလက်မခံသလိုလူဖြူအတိုင်းဝိုင်းကလည်းစင်ပေါ်မှာအမှုပညာဖျော်ဖြေနေတဲ့အချိန်မှာအတိမတ်ပြုပြီးစင်ပေါ်ကဆင်းလာတာနဲ့လူမဲဆိုတဲ့တစိတ်ကပ်ပြီး manipulation တွေလုပ်ကြတယ်။ခွဲခြားဆက်ဆံခံရပုံတွေနဲ့စော်ကားခံရပုံတွေကိုခါးစည်းရင်ဆိုင်နေခဲ့ရပြီးသူ့ရဲ့ခါးတိလာတဲ့ဘဝအမှန်တွေတိုနီစီမှာဖွင့်ထုတ်ခဲ့တာပါဒီဇကားရဲ့ထင်ရှားတဲ့ dialogue တစ်ခုရှိပါတယ်ဒေါက်တာဂျွန်ပြောတဲ့စကားပါငါကလူဖြူတွေလိုနေလို့လည်းအတိမတ်မပြုကြဘူးလူမဲတွေကြားမှာလည်းမအပ်ဆက်ပြန်ဘူးငါကိုလူတယောက်လိုအတိမတ်ပြုကြသေးသလားဆိုတဲ့ dialogue ဟာသူ့ရဲ့အထီးကျန်တဲ့ခံစားမှုတွေပေါက်ပွဲထွက်တဲ့ဇာဝင်ခံမှာAnd I suffered that slight alone because I'm not accepted by my own people, because I'm not like them either. So if I'm not black enough, and if I'm not white enough, and if I'm not mad enough, then tell me, Tony, what am I? ဒါဟာဒေါက်တာဂျွန်ရဲ့အကြီးဆုံးနာကျင်မှုပါသူဟာပညာတတ်ပြီးအဆင့်တန်းမြင့်တဲ့အမှုအကျင့်တွေပိုင်ဆိုင်တာကြောင့်သူ့လူမျိုးတွေကြားအစိမ့်သက်သက်ဖြစ်နေတယ်လို့လူဖြူတွေကလည်းသူ့ကိုဖျော်ဖြေရေးပစ္စည်းတစ်ခုထပ်ပို့ပြီးတံမိုးမထားခဲ့ကြပါဘူးဒိုနီကသာလူသားတစ်ယောက်အဖြစ်ဆက်ဆံခဲ့တာပါဒီဖြစ်စဉ်တွေဖြစ်ပြီးတော့ဒိုနီနဲ့ဒေါက်တာဂျွန်တူကိုတူပိုပြီးလေးစားမှုနဲ့ယဉ်နီလာကြတယ်ဒိုနီကဒေါက်တာဂျွန်ပြောတဲ့စကားတွေနဲ့စီမင်းစည်းကမ်းတွေကိုပိုပြီးနားထောင်လာတယ်လို့ဒေါက်တာဂျွန်ကလည်းဒိုနီကိုမိတ်ဆွေတူဖြစ် respect ပို့ပေးလာခဲ့တယ်သူတို့ခီးစဉ်ရဲ့နောက်ဆုံးဖျော်ဖြေပွဲမှာရင်ဆိုင်ရတဲ့ပြဿနာဟာခွဲခြားဆက်ဆံခံရခြင်းပါလူဖြူတွေအတွက်ဖျော်ဖြေပေးရမယ့်ဒေါက်တာဂျွန်ဟာလူဖြူတွေစားတောက်နေတဲ့နေရာအဝင်းအဝိုင်းထဲမှာလူမဲဖြစ်နေလို့စားခွင့်မရှိခြင်းကနေစားခဲ့ကြပြီးနောက်ဆုံးဒေါက်တာဂျွန်နဲ့တူနီတို့ဒီဖျော်ဖြေပွဲကိုမဖျော်ဖြေပေးဖို့ပြတ်သားစွာဆုံးဖြတ်ခဲ့ကြပြီးထွက်ခွာခဲ့ကြတယ်ဒီခီးစဉ်ရဲ့နောက်ဆုံးဖျော်ဖြေပွဲကိုမကျင်းပနိုင်ခဲ့ပေမဲ့ဒေါက်တာဂျွန်တူနီနဲ့အတူတူလ
လူမဲတွေပဲရှိတဲ့ဘာတစ်ခုမှသွားတောက်ကြပြီးအဲ့ဒီဘာမှပဲအခြေခံလူဒန်းစားသူ့လူမျိုးတွေရှိမှဒွန်တယောက်ကြည်ကြည်နက်နက်နဲ့သူ့ရဲ့ပါရမီစံတရားတီးခြင်းအမှုပညာဖြင့်စိတ်ကြိုက်ချော်ပေးခဲ့တယ်ဒီအဖြစ်အပျက်များဟာဒေါက်တာဒွန်တယောက်သူ့ဘဝတစ်လျှောက်လုံးမှာဒိုနီနဲ့တွေ့ဆုံပြီးနောက်ပိုင်းကိုပြန်ရှာတွေ့သွားတဲ့အခိုက်အတန့်ဖြစ်ခဲ့တယ်ဒေါက်တာဒွန်အပေါ်ဒိုနီစေတနာထားခဲ့တယ်လို့ဒိုနီအပေါ်လည်းဒေါက်တာဒွန်စေတနာထားခဲ့ပါတယ်ခရစ်စမတ်ညမှာမိသားစုနဲ့အတူတူရှိချင်တဲ့ဒိုနီရဲ့ဆန္ဒကိုဒေါက်တာဒွန်တယောက်မဖြစ်အောင်အကောင့်ထဲပေါ်ပေးခဲ့တယ်ခရစ်စမတ်ညမှာဒိုနီမိသားစုနဲ့ဒေါက်တာဒွန်ပျော်ရွှင်စွာဖြတ်သန်းခဲ့တယ်ဒိုနီမိန်းမကလည်းဒေါက်တာဒွန်ကိုကျေးဇူးတွေအများကြီးတင်နေတာပါဒိုနီတယောက်ဒေါက်တာဒွန်နဲ့တွေ့ပြီးနောက်ပိုင်းမှာပို့ပြီးရင်ကြေးလာတယ်စိတ်ရှည်သီးခံမှုတွေနဲ့လူပေါင်းဖက်ကိုရောက်လာတယ်လို့သူမယုံကြည်သွားတာပါဒီဇလန်ရဲ့အလှပဆုံးအချက်တစ်ခုကဒေါက်တာဂျွန်နဲ့ဒိုနီဟာလက်တွေ့ဘဝမှာလည်းနှစ်ပေါင်း90ကျော်ကြာတည်တဲ့အချိန်ထိတငယ်ချင်းတွေဖြစ်ခဲ့ကြတယ် Rainbow ရုပ်ရှင်ကနေပေးတဲ့ message ကကိုပြန်ရှာတွေးဖို့နဲ့လောကမှာမိတ်ဆွေစင်မိတ်ဆွေအမှန်တွေရှိဖို့တိတ်အရေးကြီးကြောင်းပြသထားတယ်။နောက်လူတစ်ယောက်ကိုလွယ်လွယ်တစိမ့်မကပ်ဖို့ဒေချာရည်ရတဲ့ဆက်ဆံရေးနဲ့ပွင့်လင်းမှုရှိဖို့ခီးအတူသွားကြည့်ဖို့စတာတွေကိုပြသထားတာပါ။ဒီအဆင့်တွေကိုကြော်ဖြတ်ပြီးသွားရင်တော့ခမရတို့ကျွန်တော်တို့မမျှော်လင့်ထားတဲ့ခင်မင်းရင်းနှီးမှုနဲ့မိတ်ဆွေဆိုတဲ့တန်ဖိုးရှိတဲ့အရာတွေကိုရရှိလာနိုင်မှာဖြစ်ကြောင်း Green Book ရုပ်ရှင်ကနေတစ်ဆင့်သတင်းစကားပါလိုက်ပါတယ်။ Green Book ရုပ်ရှင်ကိုဒါရိုက်တာပီတာဖော်ရဲလီကရိုက်ကူးထားပြီး Viggo Mortensen မဟာရှာလာအလီတို့ကအဓိကပါဝင်ထားတယ်။အနုပညာအရာကိုဝင်ငွေရပါအတော်အောင်မြင်ခဲ့တဲ့ရုပ်ရှင်ပါ2018ခုနှစ်ရဲ့ Oscar ပေးပွဲမှာအကောင်းဆုံးဇာတ်ကားဆုအကောင်းဆုံးဇာတ်ညွှန်းဆုနဲ့ Best Supporting Actor မဟာရှာလာအလီတို့ Oscar ဆုခူးခဲ့ကြတဲ့ရုပ်ရှင်ပါ And the Oscar goes to Mahershala Ali. I want to thank Dr. Shirley for just trying to capture his essence. And the Oscar goes to Green Book. All these awards are because Viggo and Mahershala and Linda, but it started with Viggo. ဒါရီမကသေးပါဘူးဗျ Golden Globe Screen Actor Award BAFTA Award မှာပါဆုတွေတန်းစီရခဲ့တဲ့ရုပ်ရှင်ပါ23တန်းပဲရင်းပြီး321တန်းပြန်ရခဲ့တဲ့ရုပ်ရှင်ပါရုပ်ရှင်နဲ့ Film Production တစ်ခုကနေအတော်အောင်မြင်တဲ့ရုပ်ရှင်တစ်ခုကိုဖန်တီးပြနိုင်ခြင်းဟာဖန်တီးသူတယောက်ချင်းစီရဲ့အနုပညာအရေးသွေးနဲ့စေတနာလို့မြင်ပါတယ်ကဲဟုတ်ပါပြီမိတ်ဆွေတို့က Green Book ကိုမကြည့်ရသေးရင်သွားကြည့်ဖို့နဲ့ကြည်ပီတာမိတ်ဆွေတွေကတော့ဒိုနီနဲ့ဒွန်ဇက်ကောင်နှစ်ယောက်ထဲကဘယ်သူကိုပိုသဘောကျလဲဗျမိတ်ဆွေတို့ရဲ့အမြင်ကို comment မှာဝင်ရောက်ဆွေးနွေးတော့ပါအောင်အခုလိုအစီအစဉ်တွေကိုကြိုက်နေတတ်တဲ့ဆိုရင် The Sing Channel ကို subscribe like and follow လုပ်ခဲ့ဖို့လည်းမမေ့ပါနဲ့ဗျစောင့်ကြည့်ရှိနေပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ် See you next